လက်ကုန်းကိုမေးစရာလေးတခုရှိလို့ပါဒါတော့လက်ကုန်းကမွန်လူမျိုးလို့ကြားရတယ်နော်ဟုတ်တယ်မွန်လူမျိုးနော်ဆိုတော့မွန်စကားလေးပါတတ်မှာပေါ့ နေပါပေါ့โอเคတော့နည်းနည်းဘာညာနဲ့လောက်ပါအောင်နဲ့တင်ပေးပါအောင်โอเคဘာသိချင်လဲဘရိုနေမျိုးအောင်ဘယ်လိုပြောလဲမွန်လို့နေမျိုးမွန်လို့အဲ့ဒါရှိလားအဲ့လိုတော့မရတော့မရှိအဲ့လိုတော့မရဘူးတကွန်းတက်တဲ့ဟာတခုတင်ပေးအရင်တင်ပေးလိုက်ပြီးမှအသေးပဲကိုကျွန်တော်ခံမှန်းလိုက်မယ်ဝမ်းစကလုံးတခုပြောမယ်နော်လကောစကလုံးတခုပြောမယ်အဲ့ဒီစကလုံး bro နေနေဟိုကခံမှန်းကြည့်လိုက်အော်ချမ်ပိုင်မှန်လားโอเคဟုတ်တယ်ဟဲ့တော့မပေးတော့ဘူးဗျာ brad ဘူးချင်းလာပြောကြီးဟဲ့တော့မပေးတော့ဘူးအရန်ချစ်တယ်ဟုတ်လား exactly bro ဟုတ်တယ်ဟာတကယ်ကြီးဟုတ်တယ်ဟာလားဘယ်လိုပြောတာ အော်ချမ်ပိုင်အော်ချူဝိုင်းဆော်လေးကိုပြီးရင်အားဆိုင်အော်ချမ်ပိုင်